မင်္ဂလာပါကလေးတို့ရေ Resilient မှာပြန်လည်ကြိုဆိုလိုက်ပါတယ်နော်ဒီနေ့မှာတော့ကလေးတို့အတွက်စိတ်ဝင်စားစရာခေါင်းစဉ်လေးတစ်ခုဖြစ်တဲ့နေဘက်နဲ့ညဘက်ဘာလို့တည်ရှိနေရလဲဆိုတာကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်နေဘက်ညဘက်ခွဲခြားပြီးဖြစ်ပေါ်တဲ့အကြောင်းကိုမလေ့လာခင်ကမ္ဘာမြေကြီးဟာနေကိုဘိုးပြုတ်ပြီးလက်ပတ်နေရဆိုတာကိုကလေးတို့သိပြီးကြပြီလားလူသားတွေနေထိုင်ရာဖြစ်တဲ့ကမ္ဘာမြေကြီးဟာနေကိုဘိုးပြုတ်ပြီး24နာရီတခါကမ္ဘာမြေကြီးရဲ့ဝင်ယူစွန်လာလဲသွားပါတယ်ကမ္ဘာမြေကြီးလက်ပတ်နေတဲ့အချိန်နေကိုဘိုးပြုတ်ခဲ့တဲ့အချိန်ကနေဘက်ဖြစ်ပေါ်ပြီးတခြားတစ်ဘက်မှာတော့ညဘက်ဖြစ်ပေါ်ပါတယ်။ဒါဆိုရင်အတူကျုပ်အနေနဲ့ကလေးတို့မှတ်ထားလို့ရတာကနေကိုမျက်နှာမူတဲ့အချိန်ကနေဘက်ဖြစ်ပြီးနေကိုမျက်နှာမမူတဲ့အချိန်ကညဘက်ကိုဖြစ်ပေါ်စေတာဖြစ်ပါတယ်။ကမ္ဘာမြေကြီးဟာဝင်ရိုးစွန်းကိုတစ်ခါလဲပတ်တဲ့အချိန်က24နာရီကြာမြင့်တဲ့အတွက်24နာရီကိုတစ်ရက်ဆိုပြီးတော့ပဲအသုံးပြုကြတာဖြစ်ပါတယ်။အခုကလေးတို့နေတဲ့ကမ္ဘာတင်မဟုတ်ပါဘူးနေအုပ်စုထဲမှာရှိတဲ့တခြားသောဂျိုရီဟာလည်းကမ္ဘာမြေကြီးနီးတူဝင်ရိုးစွန်းကိုလဲကြပါတယ်ဒါကြောင့်မလို့တခြားသောဂျိုရီမှာလည်းနေဘက်ညဘက်ဆိုပြီးတော့မှဖြစ်ပေါ်ကြပါတယ်ဒါပေမဲ့ဂျိုရုတစ်ခုနဲ့တစ်ခုဟာဝင်ရိုးစွန်းကိုလဲပတ်တဲ့အရှိန်တွေဟာမတူညီတဲ့အတွက်ဂျိုရုတစ်ခုနဲ့တစ်ခုဟာလည်းနေဘက်ညဘက်ဖြစ်ပေါ်ချိန်တွေမတူညီကြပါဘူးဒါဆိုရင်တော့ကလေးတို့ကနေဘက်နဲ့ညဘက်ဘလို့ဖြစ်ပေါ်လာလဲဆိုတာကိုသိသွားပြီလို့ယုံကြည်ပါတယ်နော်နောက်ထပ်ဗီဒီယိုဒီမှာလည်းဘလို့စိတ်ဝင်စားစရာကောင်းတဲ့ခေါင်းစဉ်လေးတွေနဲ့ပြန်လာမလဲဆိုတာကိုကြည့်ကြည့်ရအောင်နော်